ကိုနာကျင်စီတဲ့သူကိုဆုံးရှုံးလိုက်ရတာသင်ကံကောင်းလို့ပါကိုနဲ့မထိုက်တဲ့သူတယောက်ကိုလက်လွတ်လိုက်ရတာဆုံးရှုံးဖို့တကူမဟုတ်ပဲတန်မိုးရှိတဲ့သင်ခန်းစာတစ်ခုနဲ့အခွင့်အရေးတစ်ခုကိုရရှိလိုက်တာပါကိုနဲ့မထိုက်တဲ့သူတယောက်ကိုဆုံးရှုံးလိုက်ရလို့ဝမ်းမနေပါနဲ့တခါတလေကြာရင်စက်ကြဝဠာကမင်းအတွက်မကောင်းတဲ့အရာတွေကိုဖေရှားပေးလိုက်တာကမင်းနဲ့တကယ်ထိုက်တန်တဲ့အကောင်းဆုံးအရာတွေကိုနေရာပေးချင်လို့ပါသင်ဘဝလေးကိုကောင်းတဲ့သူတွေရောက်လာဖို့မကောင်းတဲ့လူကိုဆုံးရှုံးလိုက်ရတယ်လို့ပဲတွေးပါသူကသင်ရဲ့တန်ဖိုးကိုမသိတာသင်မှာတန်ဖိုးမရှိလို့မဟုတ်ဘူးသင်ရဲ့မြတ်တာကိုတန်ဖိုးမထားတဲ့သူအတွက်မျက်ရင်မဖြုံးပါနဲ့အချိန်တန်ရင်သင်ကိုမျက်ရင်မစအောင်အမြဲစိတ်ချမ်းသာအောင်ထားပေးမဲ့သူရှိလာမှာပါလူတယောက်ကိုဆုံးရှုံးလိုက်ရလို့ဝမ်းနေမဲ့အစားငါဒီတဲ့အများကြီးပိုကောင်းတာနဲ့ထိုက်တယ်နဲ့ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပါကိုကဘလုံးလူမျိုးကိုပိုင်ဆိုင်ချင်တာလေလို့တွေးကြည့်ပါကိုပိုင်ဆိုင်ချင်တဲ့သူပုံစံဖြစ်အောင်ကိုယ်တိုင်အရင်စူးစမ်းပါကိုဘဝကအမြင့်ရောက်လေတန်မိုးရှိတဲ့သူနဲ့စုံနိုင်လေပါပဲကိုရင်မဆိုင်တဲ့သူအတွက်ပူဆွေးနေတာကကိုနှိမ့်ဆက်နေရတဲ့အတူတူပဲမို့ဒီနေ့ကစားပြီးသူ့အကြောင်းတွေးနေမယ့်အစားကိုဘလို့ပိုလောက်အောင်နေမလဲဘလို့ပိုးအောင်မြင်အောင်လုပ်မလဲဆိုတာပဲအာရုံစိုက်ပါမင်းကပိုတော့ပါလာတဲ့အခါမင်းကိုလက်လွတ်ခဲ့ရတဲ့သူကပဲနောက်တရပါလိမ့်မယ်မင်းကိုမချစ်တဲ့သူမင်းအပေါ်မျိုးသားတဲ့သူမင်းကိုစိတ်ဆင်းအောင်လုပ်တဲ့သူကမင်းဘဝတွေကထွက်တော်ပေးတာကျေးဇူးတောင်တင်ရမှာပါ